အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာပဲအလွယ်တကူဘရာကြော်ကိုကျွတ်ကျွတ်မွမွလေးဖြစ်အောင်ကြော်နီးလေးနဲ့သူနဲ့တွဲစားလို့အရန်ကိုမှလိုက်ဖက်တဲ့မကြီးချင်ရုံနီးလေးကိုပါຫນွေကဒီနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဘရာကြော်ကျွတ်ကျွတ်မွမွလေးရဲ့အခုနေပြထားတဲ့မကြီးချင်နဲ့ဟာလေးတကယ်ကိုမှလိုက်ဖက်ပြီးတော့စားလို့တော်တော်ကောင်းတယ်ကဲဒါဆိုရင်တော့လုံနီးလေးကိုကြည့်လိုက်ရအောင်အရင်ဆုံးတညလောက်ရေစိမ်ထားတဲ့ကလဘဲတွေကိုနှွေးကရေးစင်းအောင်ဆေးပြီးတော့မှကြိတ်ဆက်တဲ့ထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ဒီမှာကလဘဲကိုလေစံချိန်ခွက်တစ်ခွက်စာအသုံးပြုထားပါတယ်။ကိုကကြိတ်ဆက်မရှိဘူးဆိုရင်လည်းထောင်းပြီးတော့လုပ်လို့ရတယ်နော်။ဒီမှာအခုလိုမျိုးလေးတွေခွဲပြီးတော့ကြိတ်ပြီးတဲ့နောက်မှာတော့ဒီကလဘဲလေးလည်းညံ့ကလေးဖြစ်သွားပြီဆိုရင်တော့စက်တော်နေနှုတ်ဆင်းထားတာလေးရဲ့ငြုပ်ဒီစိတ်အနီတောက်ပပလေးလှီးထားတာရဲ့ဒီမှာပြည့်တော်တိန်ရွက်မရှိလို့ပူစီနံကိုပဲတုံးထားပါတယ်။ဇင်းနှင်းငယ်ရဲ့စက်တော်ဖြူနှုတ်ဆင်းထားလိုက်မယ်။ပြီးရင်တော့အဲ့ဒါလေးတွေအကုန်လုံးကိုပဲအနှစ်ထဲအကုန်လုံးရောထည့်လိုက်ပါမယ်။ဆိုဒါမုတ်လေးနည်းငယ်ထည့်မယ်အရသာအတွက်ကတော့ချိုမုတ်နည်းငယ်စားအနည်းငယ်လေးထည့်လိုက်ပါမယ်ပြီးရင်တော့အနံ့လေးမှုွေးဝအောင်လို့ငရုတ်ကောင်းမုတ်လေးကိုစွန်းတဝက်လောက်ထည့်မယ်မဆလာလေးကိုလည်းစွန်းတဝက်လောက်ထည့်လိုက်ပဲနောက်ပြီးမှုွေးတစိတ်ပဲစိမ့်မုတ်ကိုစွန်းနဲ့3စွန်းလောက်ထည့်ပြီးတော့ပြစ်လေးဖြော်ထားလိုက်မယ်ဖြော်ပြီးရင်တော့ခုနပကံလေးကိုကုံလောင်းထည့်လိုက်မယ်ပြီးရနဲ့မုံနစ်လေးတွေနှံသွားအောင်လို့အနှမ်းနယ်ပေးလိုက်ပါမယ်ဒီမှာຫນွေနယ်ပြီးရနဲ့15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်အခုလိုမျိုး15မိနစ်လောက်နှက်ထားတဲ့အချိန်မှာအချိန်လောက်ပါမယ်မကြီးတီးကိုရေးစိမ်ထားမယ်ပြီးရင်တော့ဒဲကိုလည်းထည့်ပြီးတော့ထညက်နဲ့တစ်ခါတည်းကြိုထားပေးလိုက်ပါမယ်ကဲအခုလိုမျိုးလေးပပွက်ဆူလာတဲ့အချိန်မှာထညက်လေးတွေလည်းပျော်ပြီးမကြီးတီးလည်းရေရပြီဆိုတာနဲ့တို့မကြီးရေလေးစစ်ထုတ်ပြီးတော့စက်တုံဖြူရဲ့ငုတ်ဒီစိတ်အနီတောက်နဲ့အစိမ့်တောက်နှုတ်ဆင်းထားတာလေးတွေကိုထည့်မယ်အရသာအတွက်ကင်းမုံငပြားလေးနည်းငယ်ထည့်မယ်အချိုမုံနည်းငယ်ထည့်ပြီးတော့တေချာလေးနှံ့အောင်လို့မှွေပေးလိုက်ပြီးရဲ့နောက်မှာတော့အရန်ကိုလွယ်ကူပြီးတော့စားလို့ကောင်းတယ်မကြီးချင်လေးရပါပြီကဲဘရာကျော်စားကျော်မှာဖြစ်တဲ့အတွက်စီပူထဲမှာမုံနှစ်လေးတွေကိုပေါ့နော်ဒီကတော့ပြားနိုင်တဲ့တော့ပြားအောင်ပြားလေးတွေလုပ်ပြီးတော့ထည့်ပြီးတော့ကြော်လိုက်တယ်အဲ့ဒါမှဒီအထဲကအတွင်းသားလေးတွေပါကြက်မှာပေါ့နော်ပြီးရတယ်နှွေးတို့ဒီလိုရွှေအောင်တန်းလာတဲ့အထီကိုကြော်ပေးဖို့လိုပါတယ်အခုလိုမျိုးလေးရွှေအောင်လေးနဲ့တန်းလာပြီးကျွတ်မမွားလေးဖြစ်တဲ့ပုံစံမျိုးလေးလည်းပေါ်လာပြီဆိုလို့ရှိရင်တော့နှွေးတို့ဆယ်ထုတ်ပေးလိုက်ပါမယ်ဒီမှာစီတွေကိုတေချာလေးစစ်ထုတ်ပေးလိုက်ပါတယ်အဲ့ဒါမှအေးဝါတဲ့အချိန်မှာလည်းမုတ်သားကမာဂျစ်ခိန်ဖြစ်နေပဲနဲ့မမွားလေးနဲ့ပို့ပြီးတော့စားကောင်းစေအောင်လုပ်ပါနောက်ပြီးအလှော်တောက်လေးတွေကိုလည်းစီပူထဲမှာထည့်ပြီးတော့ခဏလောက်ကြော်ပေးလိုက်ပါတယ်ခုဆိုရင်တော့အရန်ကိုမမွလေးနဲ့စားလို့ကောင်းတဲ့ဘရာကြော်လေးရရှိခဲ့ပါပြီပေါ့နော်ကိုကမနှက်စာကိုဝယ်မစားခြင်းကိုအိမ်မှာပဲကြော်စားခြင်းတယ်ဆိုလို့ရှိရင်အခုလိုမျိုးလေးကြော်ပြီးတော့ထမင်းနဲ့စားမယ်ဆိုလဲတကယ်ကိုမှလိုက်ဖက်တယ်နော်အချင်းရဲ့အရသာလေးကလည်းလုံးဝကိုထိမိကွေပဲသူ့မှာလေးပါတဲ့အနံ့လေးကလည်းမှုမှုလေးနဲ့ကဲအားလုံးပဲလိုက်ပြီးတော့ကြော်စားကြည့်လိုက်ကြတော့နော်ဒီရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်မုံလုံးနီးနဲ့ဟင်းဆက်နီးလေးတွေကိုစက်တိုက်တင်ဆက်ပေးသွားမှာဖြစ်လို့နွေရဲ့ page လေးကိုလည်း like and follow လုပ်ပေးသွားကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်